ဒီမှာကိုတယောက် comment ပေးထားလေတွေ့လို့ပါသူကတော့ဒီဗုဒ္ဓလိုမျိုးပုံကိုယ်တော်မှဘာဖြစ်လို့ဒီတန်တရားရဲ့အစကိုမဟောခဲ့ပြရတာလဲပေါ့နော်ဒီအကျိုးမရှိဘူးဆိုရင်တော့မှဒီအကျိုးမရှိရလေကိုသိကျင်တယ်ဆိုတော့ကျွန်တော်လည်းတူတူပါပဲလို့ကိုပေါ့နော်ကျွန်တော်ယုံကြည်တာတော့ကျွန်တော်လည်းမဟုတ်ပါဘူးဒီလူတွေအများစုလည်းဒီလိုမျိုးအကျိုးမရှိဘူးဆိုရင်တော့မှဒီစူးစမ်းခြင်းစိတ်နဲ့သိကျင်နေကြရပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကို sharing လုပ်ချင်လို့ပါဒီတိုင်းပဲကျွန်တော်အမြင်ရပါတော့အဲ့ဒီခေတ်မှာမြတ်စွာဘုရားကိုယ်တိုင်ကအဖြေတွေပေးခဲ့မယ်ဟောကြားခဲ့မယ်ဆိုရင်တော့မှကျွန်တော်တို့အဲ့ခေတ်မှာရှိတဲ့လူတွေရဲ့အုံနောက်တွေကအသိပညာတွေဉာဏ်ပညာတွေသိပ္ပံပညာတွေကမထုံကားသေးတာကြောင့်မလို့ပေါ့နော်သူတို့အဲ့အမှန်တရားကိုလက်ခံနိုင်မလားပေါ့အဲ့ဒါရှိတယ်နောက်ပြီးတော့လည်းပြောပြလိုက်တဲ့အဖြေတွေကသူတို့ရဲ့နားလည်နိုင်စွမ်းနဲ့စဉ်းစားနိုင်စွမ်းကိုကြော်လွန်သွားတဲ့ချိန်ညရင်ပို့ပြီးတော့မှမကောင်းတဲ့ consequences တွေဖြစ်လာတတ်တယ်ပေါ့နော်ကျွန်တော်ပြောချင်တဲ့ consequences ကဘယ်လိုလဲဆိုရင်လူတွေကတို့ထက်ကြော်လွန်သွားတဲ့အသိပညာတွေသိသွားတဲ့ချိန်ကြရင်လူတွေကအမှန်တရားကိုရှာဖွေဖို့လိုက်မရှာတော့ဘဲနဲ့အဲ့ဒီအဖြေကိုရှာဖွေဖို့ကိုပဲဆွဲလန်းသွားမှာစိုးလို့ပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးမြင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗုဒ္ဓဘာသာမှာအမြဲတမ်းပြောနေကြဒီတန်တရားတွေကနေလွတ်မြောက်ခြင်းတယ်ဆိုရင်ကျွန်တော်တို့ကဒီ attachment လို့ခေါ်တဲ့တွေ့တာမှုကိုဖယ်ရှားရမယ်ဆိုတာပေါ့နော်ဆိုတော့ကျွန်တော်အမြင်ထဲမှာပေါ့ဒီအဲ့ချိန်မှာအဲ့ဒီခေတ်တုန်းကကျွန်တော်တို့ရဲ့ဒီ ready မဖြစ်သေးတဲ့ idea တွေကိုဒါကျွန်တော်တို့သိသွားမယ်ဆိုရင်ကျွန်တော်တို့ကဒီတန်တရားကနေလွတ်မြောက်ဖို့မကြိုးစားကြတော့ဘဲနဲ့အဲ့ဒီ idea တွေကိုပဲနားလည်အောင်ကျွန်တော်တို့ကတွားပြီးကြိုးစားအားထုတ်မိမှာပေါ့နော် attachment ဖြစ်နေမှာကိုအဲ့ဒီ consequence တွေလည်းရှိကောင်းရှိနိုင်နေပေါ့နော်အဲ့ဒါကြောင့်မို့လဲကျွန်တော်ကတော့အဲ့ဒီ reason တွေလို့ကျွန်တော်ထင်တယ်ပေါ့ဒါကတော့ကျွန်တော်ရဲ့ personal အမြင်လေးပဲဖြစ်ပါတယ်နောက်တစ်ခုကျွန်တော် sharing လုပ်ပေးချင်တာကတော်တော်လေးမိုက်တယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီ TikTok ကနေမြင်ထားတဲ့ video တစ်ခုပဲဖြစ်ပါတယ်သူကကြတော့ဒီတီလာရှင်တစ်ပါးပြပြတာပေါ့နော်တော့ဘာပြောလဲဆိုရင်ကျွန်တော်တို့ဒီလူသားတွေကဒီတဘာဝတရားကြီးကိုအပြည့်အဝနားမလည်ရတဲ့အကြောင်းအရင်းကအဲ့ဒီကန့်သက်ချက်တွေရှိလို့ပေါ့နော်အဲ့ဒီကန့်သက်ချက်တွေကလည်းဘယ်ကနေလာလဲဆိုရင်ကျွန်တော်တို့ဒီလူသားတွေအများနဲ့လုံနေကြဒီ conceptualization လို့ခေါ်တဲ့အယူအဆပုံသွင်းမှုတွေကြောင့်ပဲဖြစ်ပါတယ်ပေါ့ကျွန်တော်တို့လူသားတွေကပေါ့နော်ဒီဘေးပတ်ဝန်းကျင်မှာဖြစ်နေတဲ့အရာအလုံးကျွန်တော်တို့က conceptualization အယူအဆပုံသွင်းပြီးတော့မှဒီအသေးပဲဖွင့်ကြရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမျိုးလုပ်တဲ့ချိန်မှာကျွန်တော်တို့ရဲ့တိတလောက်နဲ့ကျွန်တော်တို့ရဲ့ဒီနားလည်နိုင်စွမ်းတွေရင်ပဲလုံနေကြတာပေါ့နော်ဆိုတော့ तू ကဘာနဲ့ထပ်သွားနိုင်ပြထားလဲဆိုတော့ဒီ program မရှိဘဲနဲ့ file ကိုဖွင့်ဖို့စူးစမ်းနေတဲ့ computer တစ်လုံးလိုပဲပေါ့နော်ဥပမာအနေနဲ့ပဲကျွန်တော်ပြောပြရမယ်ဆိုရင်ဒီ10နဲ့ဖွဲ့ထားတဲ့ဒီ computer program ကြီးပေါ့နော်အဲ့ဒါကြီးကိုကျွန်တော်က 2B4 လောက်နဲ့မှဖတ်နိုင်မဲ့ file တစ်ခုကြီးကိုပြစ်ထည့်ပေးလိုက်မယ်ဆိုရင် computer ကတော့မဖတ်နိုင်တော့ဘူး तू မကြည့်နိုင်တော့အဲ့ file ကိုအဲ့တော့ तू က10နဲ့ပဲလောက်ထားတဲ့ file တွေကိုပဲ तू ကဖတ်လို့ရမှာပေါ့နော်ဆိုတော့အဲ့ဒီသဘောတရားနဲ့အတူတူပဲပေါ့ပြောမယ်ဆိုရင်ကျွန်တော်ရဲ့ဒီလူသားတွေရဲ့အုံနောက်ထဲမှာပေါ့နော်ကျွန်တော်ကဒီဖြစ်တည်မှုဆိုတဲ့ဥစ္စာကရှိတယ်ဆိုရင်အစရှိရမယ်အစရှိရင်အဆုံးရှိရမယ်အဲ့ဒီအစကိုပြန်သွားကြည့်တဲ့အချိန်မှာအစမရှိဘူးဆိုရင်လည်းကျွန်တော်တို့ဒီ create လုပ်ထားတဲ့ဟာရရှိရမယ်ပေါ့နော်ဆိုပြီးတော့မှကျွန်တော်ရဲ့အုံနောက်ရဲ့တွေးပုံတွေးနည်းကအဲ့လိုမျိုးတွေပေါ့နော်ဆိုတော့အဲ့ဒီမှာ limitation ရှိတာပေါ့ဆိုတော့ကျွန်တော်အဲ့ဒီ video ကိုကြည့်ပြီးတော့ကျွန်တော်ဘာသွားနားလည်ရခဲ့လဲပေါ့နော်ကျွန်တော်အတွက်ဆိုရင်ဆိုတော့ကျွန်တော်ဒီတဘာဝတရားကြီးဆိုတာကလေကျွန်တော်တို့လူတွေဖန်တီးထားတဲ့ဒီတာမန် logic တွေ idea တွေ conceptualization နဲ့အတိတ်ပဲတော့ဖွင့်လို့မရဘူးပေါ့နော်တကယ်တမ်းတဘာဝတရားကြီးရဲ့ဖြစ်တည်မှုဆိုတဲ့ဥစ္စာကကျွန်တော်တို့လူတွေနားလည်ထက်တဲ့ဒီအသိပညာတွေထက်ပိုပြီးတော့မှနက်နဲတယ်ပို့ပြီးတော့မှ beyond ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ကအဲ့လိုမျိုးတွားပြီးမှခံယူလိုက်တယ်ပေါ့နော်ကျွန်တော်အခုရှင်းပြရတဲ့ဥစ္စာကကျွန်တော်နားနေတယ်လို့ပြန်ရှင်းပြရဆိုတော့အမားတွေပါရင်ပါကောင်းသွားနိုင်တယ်ဆိုတော့ဒီ video ကိုကြည့်နေတဲ့လူတွေရှိတယ်ဆိုရင်ကျွန်တော် repost တစ်ချက်မှာပေါ့နော်ကျွန်တော်ရဲ့ account repost မှာတစ်ချက်သွားကြည့်ပေးပါကျွန်တော် repost လုပ်ပေးထားပါမယ်ကျွန်တော်အခုပြောပြထားတဲ့ဟာတွေကအကုန်လုံးက personal opinions တွေဖြစ်တာကြောင့်မို့လို့အမှန်ပါတယ်ဆိုလို့လည်းမဆိုပါဘူးဒီလိုမျိုးဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ကမှန်တယ်မှားတယ်ဆိုတာလည်းအကုန်လုံးဘယ်သူမှအတိအကျမသိရဘူးပေါ့နော်ဆိုတော့ဒါက personal opinion တွေနဲ့ကျွန်တော် sharing လုပ်တာပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့တစ်ချက်ကြည့်ကျင်တယ်ဆိုရင်ပေါ့နော်အဲ့ကျွန်တော် repost မှာတစ်ချက်တွားကြည့်ပေးကြပါတော့ကျွန်တော်ရဲ့ဒီအရှိရ video ရဲ့ comment အောက်ထဲမှာပေါ့နော်ဒီတိုင်းသူတို့ရဲ့အမြင်ကိုဆွေးနွေးပေးခဲ့ကြတဲ့ညီကိုတွေကိုလည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီကနေပြောပေးချင်ပါတယ်